မင်္ဂလာပါခင်ဗျအခုတလောမြန်မာနိုင်ငံက YouTuber တွေနဲ့ဒီ content creator တွေကြားမှာ IMEI ပေါ့နော် International Mobile Equipment Identity မှတ်ပုံတင်ခိုင်းတဲ့ကိစ္စမှတ်ပုံတင်ခိုင်းတဲ့စနစ်သိကြကြောင်းတော့ဒီတွေ့ရမှုတွေမြင်နေတယ်ပေါ့နော်ဒီစနစ်က production စီကိုလူတူဦးချင်းစီရဲ့အချက်လက်နဲ့ချစ်စစ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ creator တွေပေါ့နော် creator တွေအလုပ်ကိုင်တွေပေါ့နော်လောက်ချေရေးပေါ်ပဲလို့ရက်ခက်လာနိုင်ဆိုတဲ့အချက်တစ်ချက်ကိုကျွန်တော်ဖယ်ချပြီးတော့ဆွေးနွေးပေးသွားမယ်နံပါတ်ချက်တဲ့ကျွန်တော်တို့ content တွေဖန်တီးတဲ့ပုံမှာဆိုရင်အကန့်အသတ်တွေရှိလာနိုင်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ content တွေဖန်တီးတဲ့နေရာမှာဆိုရင်အကန့်အသတ်တွေအများကြီးရှိလာမယ်အရင်ကဆိုရင်ကျွန်တော်တို့ဘယ်နေရာမှာဆိုတော့လာရိုက်ကူပြီးတော့ဗီဒီယိုတွေရိုက်ကူပြီးတော့တင်ဆက်လို့ရပေမဲ့အခုချိန်မှာဒီစနစ်ကြောင့်ပေါ့နော်ဖောက်ရက်ဒီနေရာ location ကိုအချိန်နဲ့တပြေးညီခြေရခံလို့ပို့ပြီးတော့လွယ်သွားတယ်ဥပမာအနေနဲ့ဆိုရင်သင်ကလူထူးရဲ့စာဝတ်နေရေးတွေဒါမှမဟုတ်အခက်ခဲတွေဒါမှမဟုတ်လမ်းပေါ်ကဖြစ်ဖြစ်တွေကိုတင်ဆက်တဲ့ street interview လို့ပုံစံမျိုးလုပ်မယ်ဆိုပါစို့အစိုးရကမကြိုက်တဲ့အတွက်ကြောင့် content မကြိုက်တဲ့ content မျိုးဖြစ်တော့ခဲ့ရင်သင်ဖော်ရက်ဒီ IMEI နဲ့ဆက်သင်ဘယ်နေရာမှာရှိနေတယ်ဘယ်သူဖြစ်တယ်ဆိုတော့ကိုမိနစ်ပိုင်းတွင်ခေါ်ထုတ်နိုင်တယ်ဒါကြောင့် creator တွေနဲ့ဒါလေးတင်ငါ့ကိုလာဖမ်းမလားဆိုတော့ကြောက်စိတ်ကိုဘာသာကိုအကပ်တတွေအားလိုက်ရပြီးတော့ content တွေအရင်လိုအမကောင်းတော့ဘဲနဲ့ပုံစံခွက်ထဲပြန်ပြီးတော့ရောက်ပေါ်နိုင်တယ်ပေါ့နော်အနေချာကြတော့ကျွန်တော်တို့ဒီ monetization ကိစ္စနဲ့ဒီအခွန်အခကိစ္စတွေပေါ့နော်လူတွေအချာကြတော့ပို့ပြီးစိုးရိမ်ရတဲ့စီဝါရေးဆိုင်ရာဖိအားပေးမှုတွေပေါ့နော်ဒီ IMEI စနစ်ကနေတစ်ဆက် function ကိုသိနိုင်တဲ့အတွက်ကြောင့်အောင်မြင်နေတဲ့ channel ကြီးတွေရဲ့ဝင်ငွေတွေ monetization ကိုပေါ့နော်စကြည့်ပြီးတော့စကြည့်လာနိုင်တယ်အကရဲ့သင် channel อ่ะဗောနော်အရန်အောင်မြင်နေတယ်ဒေါ်လာထောင်ချီဝင်နေတယ်ဆိုပါစို့အရင်ကဆိုရင်သင်ကကိုယ့်ရဲ့ကိုယ်ရဲ့ကိစ္စဖြစ်ပြီးမှအခုတော့အဆွဲကနေပြီးတော့သင်ဖို့ ID ကနေတစ်ဆက်သင်ရဲ့ bank account တို့သင်ရဲ့ဝင်ငွေစီစဉ်မှုတွေကိုချိတ်ဆက်ပြီးတော့ဆက်စင်လာနိုင်တယ်အဲ့ဒီခေါက်မှာဆိုရင်အခွန် cost တွေကိုအဆက်မတန်ဆောင်ခိုင်းတဲ့မျိုးဒါမှမဟုတ်အဆွဲကိုဖတ်ခံတဲ့ content တွေမျိုးမတင်ရင်ဝင်ငွေနိုင်ကြောင်းကိုပိတ်ပင်ဖို့ကြိုးစားတာမျိုးတွေကြော်ရလာနိုင်တယ်ဗောနော်နောက်ပြီးတော့ကျောင်းဝင်နောက်ဆက်ခြင်းတွေဖြစ်လာနိုင်တယ်အရန်အောင်မြင်နေတဲ့ channel မျိုးဆိုရင်အစိုးရဘက်ကနေပြီးတော့ water ဖက်ချီတွေအတွက်အုပ်ချခြင်းတာမျိုးဖြစ်နိုင်ပါတယ်ဗောနော်အကရေးသင်ကညှင်းဆန်ပဲဆိုရင်သင်ဖို့ရဲ့ IMEI ကိုအမြင့်ပြည့်စင်ပြင်ပြီးတော့ပုံလိုက်သုံးရအောင်လုပ်တာဒါမှမဟုတ်စစ်ပစ္စည်းကိုပိတ်ပြတာမျိုးပြီးလှုပ်ဆောင်လာနိုင်တဲ့ထိချမှုတွေရှိလာနိုင်တယ်ချုပ်ပြောရရင်တော့ဒီ IMEI စနစ်ဟာ YouTuber တွေပြန်လောလောဆယ်ပေါ်ပြခွင့်ကိုကျင်းမြောင်းစေတယ်လို့ကိုယ်ပိုင်ဝင်ငွေပေါ်မှာလည်းစောင့်ကြည့်ဆက်စစ်ခံရမှုတွေပုံများလာစေပါတယ်ဒါကြောင့်ကျွန်တော်တို့ creator တွေနဲ့ digital security ဘိုင်းကိုအရင်ကတည်းကပို့ပြီးတော့လေ့လာဖို့လိုအပ်ပါတယ်အကယ်၍သင်က YouTuber တယောက်ဆိုရင်ဒီစနစ်တစ်ပေါ်ဘယ်လိုမြင်လဲကိုယ်တိုင်ဘယ်လိုကွက်မလဲဘယ်လိုပြင်ဆင်ထားမလဲဆိုတော့ comment မှာဆွေးနွေးကြပါဦး